ဒီမှာ question number 12ကကြောက်တော့ a telescope မှာ cosine အောစုတာကပါဝင်တယ်တဲ့2 cover G လေးဆက်ဒီပေါလော်ရဲစုစုံလေးတန်းတစ်ခုပါဝင်တယ်တဲ့ frame a normal adjustment သူပုံမှန်ပဲတကြတို့က adjustment လုပ်မယ်အဲ့တော့ဆိုလို့ရှိရင် the image on a distant object is for our infinity ဒီပုံရဲ့ဝတ္ထုပုံရဲ့ကွာဝေးကကြောက်တော့ expose ဆိုတာဖြစ်ပေါ်မှာ infinity မှာပေါ်မယ်လို့ပြောတာเนาะပုံရဲ့က infinity မှာပေါ်မယ်သူသုံးတာကကြောက်တော့ဒီမှာသူပြောတာက telescope လို့ပြောတယ်ပေါ်တဲ့ပုံရဲ့ကကြောက်တော့ infinity မှာပေါ်တယ်လို့ပြောတယ်အဲ့မှာ the lasers of 450 mm apart ဆိုကြတဲ့ကဒါဒီ area တန်ဖိုးလေးကိုသူကပေးထားတာဟုတ်ပြီနော် area တန်ဖိုးလေးကိုပေးထားတယ်ဘယ်လိုရှိရင် the magnifying power ဆိုတော့ MP ရဲ့တန်ဖိုးလေးကကြောက်တော့ h ဖြစ်တယ်တဲ့အဲ့မှာ for the focal length or the two lenses အဲ့ဒီမှန်ဘလူးနှစ်ခုရဲ့ focal length တွေကိုရှာခိုင်းတာနော် focal length လေးကိုရှာခိုင်းတော့ဆိုနေအပြည့်ဒါဘာကိုရှာခိုင်းတာလဲဆိုတော့ FO လည်းရှာခိုင်းတယ် FE ကိုလည်းရှာခိုင်းတယ်ဟုတ်ပြီနော် FO လည်းရှာခိုင်းတယ် FE ကိုလည်းရှာခိုင်းတယ်2 laser ဆိုတော့မှန်ဘလူးနှစ်ခုရဲ့ focal length တွေကိုရှာပေးပါ either image erase or inverted ဒီပေါ်တဲ့ပုံရိပ်ကရော erase အတက်ပေါ်မှာလားဒါမှမဟုတ်လို့ရှိရင် inverted ပြောင်းပြန်ပေါ်မှာလားလို့မေးတာဟုတ်ပြီနော်အဲ့တော့ကျတို့ပေးချစ်လေးတွေကရဲ့တန်ဖိုးပေးထားတယ်ပြီးလို့ရှိရင် MB တန်ဖိုးပေးတယ်လိုချင်တာက FO လည်းရှာပေးရမယ် FE ကိုလည်းရှာပေးရမယ်ကျတို့သုံးတာကဒီ telescope လို့ပြောရတဲ့ telescope ရဲ့ပုံသင်နည်းက MB equal to the FO by FEဟုတ်ပြီနော် AB equal to ဒီဘောရှိလဲ FO by FE ရှိတယ်အဲ့မှာဒီ MP ရဲ့တန်ဖိုးလေး MP နေရာမှာကျတော့စောက်သွင်းလိုက်လဲဆိုတော့ H ပေါ့နော် H ကိုစောက်သွင်းလိုက်မယ်ပြီးလို့ရှိရင် FO by FE အဲ့တော့သူ့ကို cross မြောက်လိုက်မယ်အဲ့လိုဆိုလို့ရှိရင် FO equal to က HFE ဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့ဒီကျတော့အဲ့ဒီမှာခဏရထားလိုက်မယ်ပြီးလို့ရှိရင် separation order lane မှာပါရှိလဲဆိုတော့ L equal to ဒီ FO plus FE ဒါ telescope မှာဆိုလို့ရှိရင် L equal to က FO plus FE ဟောအဲ့ရဲ့တန်ဖိုးကတော့450ရှိတယ် FO ဒီပါနဲ့တူလဲဆိုတော့ဒီ HFE လေးနဲ့တူတယ်လို့ပြောတယ်ဟုတ်ပြီနော် HFE လေးနဲ့တူတယ်အဲ့တော့သူတို့နှစ်ခုပေါင်းလိုက်လို့ရှိရင်တော့ဒီမှာဘာဖြစ်သွားလဲဆိုတော့ဒီမှာရှိမှာ1လေးရှိတော့အဲ့တော့ 9FE equal to 450အဲ့ဆို6နဲ့သွားစားလိုက်လို့ရှိရင်တော့ FE ရဲ့တန်ဖိုးက50 mm ရောက်သွားမယ်ဟုတ်ပြီနော်အဲ့တော့ဒီ FE တန်ဖိုးလေးရောက်သွားပြီ FE တန်ဖိုးလေးရောက်ပြီဆိုတော့ဒီကျဲတို့ကဒီမှာပါရှိလဲ FO equal to က HFE ရှိတော့မို့လို့ဒီ FE ရဲ့နေရာမှာ50ကိုစောသွင်းပြီးတော့တွဲလိုက်လို့ရှိရင် FO ရဲ့တန်ဖိုးလေးရောက်သွားမယ်အဲဆိုလို့ရှိရင်ဒီ final image က is inverted ပြောင်းပြန်ပေါ်တဲ့ with respect to the object သစ္စာရဝတ္ထုတစ်ခုစီမှာသူပေါ်တဲ့ပုံရိပ်က inverted ပြောင်းပြန်ပေါ်မယ်လို့သိရမယ်ဟုတ်ပြီနော်ဒီကတော့ကျတော့ဒါ telescope မှာဆိုလို့ရှိရင်ပုံသိန်းလေးကနှစ်ခုရှိမယ်ဘာရှိလဲ AB equal to the FO by FE ပြီးလို့ရှိရင် L equal to FO plus FE ဒီပုံသိန်းလေးနှစ်ခုကိုပဲကျတော့တွေ့လိုက်မယ်ဆိုလို့ရှိရင်သူလူချင်းနဲ့ဖြည့်ရရမယ်